တင်ဘဝမှာကိုပိုင်ဆုံးဖြတ်ချက်တွေချော့နေတယ်လို့ထင်တာပဲမြစ်တကယ်တမ်းကျတော့တယောက်ရဲ့ကြိုးဆွဲရာကိုကနေရတယ်လို့ခံစားဖို့ပါသလားလူတွေဟာသူတို့လိုချင်တာကိုရဖို့အတွက်တခြားသူတွေကိုအသုံးချတတ်ကြပါတယ်ဒါကိုစိတ်ပညာမှာ manipulation လို့ခေါ်ပါတယ်ဒီကနေ့ brainwave ကနေတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ dark psychology လို့ခေါ်တဲ့အမှောင်ကျန်းစိတ်ပညာသဘောတရားတွေထဲကတစ်ခုဖြစ်ပါတယ်တင်းကိုအသုံးချနေတဲ့သူတွေစီမှာအမြဲတမ်းတွေ့ရတတ်တဲ့အချက်၃ချက်ကိုလေ့လာကြည့်ကြရအောင်ဒီအချက်တွေကိုသိထားရင်တင်းကိုဘယ်သူမှလွယ်လွယ်နဲ့အသုံးချလို့မရတော့ပါဘူးအချက်၁ပထမဆုံးအချက်ကတော့ gaslighting လို့ခေါ်တဲ့တင်းရဲ့မှတ်ဉာဏ်နဲ့အမှန်တရားကိုတန်မြဲဝင်လာအောင်လုပ်တဲ့နည်းလမ်းပါဥပမာသူတို့ဘက်ကအမှားတစ်ခုခုလုပ်မိလို့တင်ကသွားပြောတဲ့အခါငါအဲ့ဒီလိုမပြောခဲ့ပါဘူးမင်းကြီးပဲအမြဲတမ်းအထင်လွဲနေကဆိုပြီးပြန်ညင်းတက်ကြပါတယ်တင်တေးသေးချာမှတ်မိနေတာတော့မှကိုပြန်ပြီးတန်တရားဝင်လာအောင်စကားကိုလှည့်ပြတတ်ကြပါတယ်ဒီလိုအချိန်ချင်းလုခင်ရတဲ့အခါတင်ဟာကိုယ်ဆုံးဖြတ်ချက်ကိုမယုံတော့ပဲအဲ့ဒီအတုံးချမဲ့သူပြောသမျှကိုပဲယုံကြည်အားကိုးလာရတဲ့အခြေအနေကိုရောက်သွားပါတယ်ဒါဟာတင်ရဲ့စိတ်ပိုင်းဆိုင်ရာလွတ်လပ်ခွင့်ကိုဖြည်းဖြည်းချင်းရိုက်ချိုးလိုက်တာပဲဖြစ်ပါတယ်အချက်နှစ်ဒုတိယအချက်ကတော့တင့်ကိုအမြဲတမ်းအပြစ်ရှိတဲ့သူတယောက်လိုခံစားရအောင်လုပ်တာပါသူတို့ကအမြဲတမ်းသားကောင်နေရာတန်းနေတတ်ပါတယ်ပြဿနာတစ်ခုဖြစ်တိုင်းဘဒူကပဲစမခဲ့နောက်ဆုံးကြရင်တင်းကြောင်ဖြေးလာတာပါဆိုတဲ့ပုံစံမျိုးဖန်တီးတတ်ပါတယ်မင်းသာငါ့ကိုနားလည်ပြီးရင်ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ပြောတတ်ပါတယ်လူတွေရဲ့တဘာဝကကိုကြောင့်သူတစ်ပါးနစ်နာသွားတယ်လို့ထင်ရင်အားနာတတ်ကြပါတယ်အဲ့ဒီအားနာတတ်တဲ့စိတ်စာနာတတ်တဲ့စိတ်ကိုအသုံးချပြီးသူတို့လိုချင်တာကိုတောင်းဆိုတတ်ကြပါတယ်တဲဟာအပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်သူတို့ခိုင်းသမျှကိုညှင်းဆန်ဖို့ခက်ခဲသွားပါလိမ့်မယ်အချက်၃တတိယအချက်ကတော့အန်ဒီရဲ့အများဆုံးဖြစ်ပါတယ်အစပိုင်းမှာအသင်ကိုအရန်ကီယူဆိုင်အရန်အလိုလိုက်ပြပါလိမ့်မယ်ဒါကို love bombing လို့ခေါ်ပါတယ်တင်းဘဝမှာသူကလွဲရင်ဘယ်သူမှမရှိတော့တယ်လို့ခံစားရအောင်ဖန်တီးပါလိမ့်မယ်တင်သူ့အပေါ်အတိအဝယုံကြည်သွားပြီဆိုတဲ့အချိန်ကြာမှာတင်းရဲ့တငယ်ချင်းတွေမိသားစုတွေနဲ့ဝေးသွားအောင်တတိဖြစ်လှုပ်ဆောင်ပါလိမ့်မင်းတငယ်ချင်းတွေကငါ့ကိုသဘောမကျဘူးငါတို့နှစ်ယောက်ထဲအချိန်ဖြုံးကြအောင်ဆိုပြီးတင့်ကိုအထီးချမ်းအောင်လုပ်ပါတယ်တင်ဘေးနားမှာအကြံပေးမဲ့သူဘယ်သူမှမရှိတော့တဲ့အခါသူကရုတ်တရက်အေးဆက်သွားပါလိမ့်မယ်အဲ့ဒီခါတင်ဟာအစကရခဲ့တဲ့ဂရုစိုက်မှုတွေကိုပြန်လိုချင်တဲ့အတွက်သူခိုင်းသမျှကိုအလိုလိုလုပ်ပေးနေမိလျက်သားဖြစ်သွားပါလိမ့်မယ်နီကုံဒီအချက်၃ချက်ဖြစ်တဲ့အမှန်တရားကိုလှည့်စားခြင်းအပြစ်ရှိသလိုခံစားရအောင်လုပ်ခြင်းနဲ့အထီးချမ်းအောင်လုပ်ခြင်းတွေကိုတင့်ပတ်ဝန်းကျင်ကလူတွေစီမှာတွေ့နေပြီဆိုရင်တော့တတိထားပါတော့အကောင်းဆုံးကာကွယ်နည်းကတော့ကိုယုံကြည်မှုရှိဖို့နဲ့တိကျပြတ်သားတဲ့ဇီးမြင့်တွေသတ်မှတ်ထားဖို့ပါပဲတင့်ရဲ့စိတ်ကိုဘယ်သူမှလာပြီးကစားခွင့်မပေးပါနဲ့ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်တင်းဘဝမှာတော့ဒီလိုအသုံးချတတ်တဲ့သူမျိုးအနေနဲ့ကြုံဘူးလားဆိုတာ comment မှာမျှဝေပေးခဲ့ပါအောင်နောက်ထပ်စိတ်ပညာဗဟုသုတတွေဆက်လက်လာဖို့ brainwave ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်